ကျွန်တော်ဖေကပြောဘူးတယ်ငါမှပတ်စံ300ရှိရင်300ပဲထုတ်ရင်းတယ်တဲ့အကြံနဲ့300ကမတော်တဆရှုံးသွားခဲ့ရင်ပြန်ရင်းမှုအရင်းနှီးအနေနဲ့ခြံထားတယ်လေဗျာငါကူတော်ကကုန်ချိန်6000ဆန့်ရင်4000ပဲထည့်တယ်2000ကကြိုက်စေးရရင်ထပ်ထည့်ဖို့ခြံထားတယ်လေဘာကြောင့်လဲဆိုတော့ငါကစင်းသားဘွားကတက်လာတာငါမှရှိသမျှပုံအောပြီးလှုပ်လိုက်လို့မတော်တဆရှုံးသွားခဲ့ရင်စင်းရတဲ့ဘွားကိုငါပြန်ရောက်သွားမှမလိုလားဘူးတဲ့ကျွန်တော်ဖေပြောတာကတော့ငါသားအလုတ်လုတ်ရင်ရေကာတာစီမံကိန်းနဲ့လုပ်ရတယ်ကွာလေရေကာတာစီမံကိန်းဆိုတာကုန်ထမ်းသမားတယောက်ဟာအချိန်30ကိုထမ်းနိုင်တဲ့အားရှိရင်အလွန်ဆုံးအချိန်20လောက်ပဲထမ်းသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့မတော်တဆခြေချော်လဲရင်ကိုပြန်ထောက်နိုင်မှုအားကကျန်နေပါသေးတယ်ခင်ဗျာ။အချိန်30နိုင်တဲ့လူကအချိန်30ဝိတ်ကြီးကိုထမ်းထားပြီးတော့မတော်တဆချော်လဲပြီးကျိုးပဲ့သွားလို့ကတော့သွားပြီ။စိတ်ကူးနေတာနဲ့လွယ်နဲ့ပြန်ထလို့မရတော့ဘူး။ကျွန်တော်တွေ့မြင်ရတဲ့လောက်လေးအလုပ်လုပ်ရင်ဗယံပရာတတိဖြစ်ခွေးပြေးဆိုပြီးပိုင်ဆိုင်သမျှငွေကြေးကိုပုံအောပြီးလုပ်တဲ့သူတွေပြုတ်သွားကြတာများပါတယ်။စိတ်စိတ်ဆက်ဆက်နဲ့ချင်းချင်းချိန်ချိန်လုပ်တဲ့လူတွေပဲအောင်မြင်သွားကြတာများ